ခမရကလူတယောက်ကိုမင်းမှားတယ်လို့ပြောလိုက်တဲ့အချိန်မှာခမရဘယ်လို reaction မျိုးတွေရဘူးလဲဗျတချို့သောလူတွေကတော့ချက်ချင်းပဲဟုတ်တယ်ငါမှားသွားတယ်ဆိုပြီးဝန်ခံကြတယ်ဒါပေမဲ့တချို့သောလူတွေကတော့အတန်ပိုကျလာတယ်ဒေါသပိုထွက်လာတယ်အကြောင်းပြချက်တွေပိုများလာတယ်တစ်ဖက်လူတွေအမှားကိုပြန်ပြီးတော့တူးဖော်လာတယ်ချို့ဆိုရင်အထောက်ထားအပြည့်စုံရှိရတော့မှဝန်မခံသေးဘူးအပြင်ကကြည့်ရင်တော့ဒီလူကအတ္တကြီးရပဲမာနကြီးရပဲလို့ထင်ရတယ်ဒါပေမဲ့ psychology ကဒီတက်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတစ်ခုကိုပြောထားတယ်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လူတစ်ယောက်ကကိုယ့်ရဲ့အမှားကိုဝန်ခံမှုဘာကြောင့်ခက်ခဲရလဲဆိုတဲ့အကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်လူတိုင်းမှာငါကလူကောင်းတစ်ယောက်ငါကမှန်တဲ့ဘက်ကရက်တဲ့လူငါကမတရားတဲ့သူမဟုတ်ဘူးဆိုတဲ့ကိုယ့်ကိုယုံကြည်ထားတဲ့ပုံရိပ်တစ်ခုဟာလူတိုင်းမှာရှိရဗျဒီပုံရိပ်ကတရားထဲနဲ့ဖြစ်လာတာတော့မဟုတ်ဘူးငယ်ပေါ်ကအတွေ့အကြုံအောင်မြင်မှုကြာရှုံးမှုသူများရဲ့ချီးကျူးမှုဝေဖန်မှုဒီအရာတွေအားလုံးဖောင်းပြီးတော့နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့အမှန်တရားတစ်ခုပဲဗျဒါကြောင့်မင်းမှားတယ်ဆိုတဲ့စကားကလောက်ရက်တစ်ခုကိုဝေဖန်တာမဟုတ်တော့အုံနောက်တော့မင်းကလူကောင်းမဟုတ်ဘူးလို့ပြောခံရတယ်လို့ခံစားလိုက်ရတော့ပါအဲဒီစက္ကန့်မှာအုံနောက်ကအမှန်တရားကိုမရှာတော့ကိုယ့်ကိုကာကွယ်ဖို့အရင်လုပ်တယ်ဒါကြောင့် तू ကအရင်လုပ်တာငါမှလည်းအကြောင်းရင်းရှိငါအပြစ်တစ်ခုတည်းမဟုတ် तू တက်တီလိုလုပ်ခဲ့တာစတဲ့စကားတွေထွက်လာတာပါဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးပိုင်းကလူတစ်ယောက်ကအမှန်ကိုမမြင်တော့တာမဟုတ်ဘူးဗျအမှန်ကိုမမြင်ချင်တော့တာဘာလို့လဲဆိုတော့အမှန်ကိုလက်ခံလိုက်တဲ့စက္ကန့်မှာနှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ငါကမှန်တဲ့လူဆိုတဲ့ပုံရိပ်ကအကွဲသွားနိုင်တယ်အဲ့ဒီနာကျင်မှုအုံနောက်ကလည်းမကြိုက်ဘူးဒါကြောင့်ပဲအမှန်တရားကိုပြောင်းလဲလို့မရရင်အတိတ်ဘယ်ကိုပြောင်းလဲလိုက်တယ်အမှားကိုအကြောင်းပြချက်ဖြစ်အောင်ပြောင်းလဲ psychology မှာဒီဖြစ်စဉ်ကို self survey bias နဲ့ cognitive dissonance ဆိုပြီးရှင်းပြထားတယ်ဒါပေမဲ့ဒီနေရာမှာလူတော်တော်များများကအမှားတစ်ခုကိုလုပ်ပြီးတတ်ကြတယ်ငါဒီလိုလုပ်တာတဘာဝပဲဆိုပြီးတွေးလိုက်တာပဲဗျမဟုတ်ဘူးနော် psychology ကဘာကြောင့်ဖြစ်တယ်ဆိုတာကိုပဲရှင်းပြတာဒီတိုင်းဆက်နေလို့ရတယ်လို့ဘယ်တော့မှမပြောထားဘူးဗျတကယ်တော့လူတစ်ယောက်ရဲ့ရင်းချက်မှုကိုသူဘယ်နှခါမှန်ခဲ့လဲဆိုတာလည်းမတိုက်တာဘူးသူမှားတဲ့အချိန်မှာအတ္တကိုကြော်တုံပြီးတော့အမှန်တရားဘက်ကိုရွေးနိုင်လားဆိုတာနဲ့တိုက်တာတယ်အမှားကိုဝန်ခံလိုက်တာကရှုံးနေသွားတာမဟုတ်ဘူးဗျကိုယ့်ရဲ့အတ္တထက်အမှန်တရားကိုပို့တက်ပို့ထားလိုက်တာတခါလေလူတစ်ယောက်ကိုအနိုင်ယူတာထက်ငါမှားသွားတယ်လို့ပြောလိုက်တာကပိုပြီးတော့တတ်သိရှိတယ်တကယ်တော့လူတော်တော်များရဲ့ဘဝမှာအကြီးဆုံးပြဿနာကအမှားလုံးမိတာမဟုတ်ဘူးဗျအမှားလုံးမိပြီးတော့အဲ့ဒီအမှားကိုကာကွယ်ဖို့နောက်ထပ်အမှားတွေဆက်လုပ်နေမိတာပဲအဲ့ဒါကြောင့်မတချို့ relationship တွေပြုတ်ကွဲသွားတယ်တချို့မိသားစုတွေနှစ်ပေါင်းများစွာစကားမပြောတော့တချို့တငယ်ချင်းတွေတက်လုံးဝေးသွားကြတယ်အကြောင်းရင်းကတော့ရှင်းပါတယ်အမှားကြီးတစ်ခုကြောင့်တော့မဟုတ်ဘူးဗျငါမှားသွားတယ်ဆိုတဲ့စကားတကုံးကိုဘယ်သူမှအရင်မပြောခဲ့ချင်လို့ပဲနောက်တစ်ခါတယောက်ကခမ ्या ကိုမင်းမှားတယ်လို့ပြောလာတဲ့အချိန်ချက်ချင်းပြန်ညင်ဖို့မစင်စားပါနဲ့ရေဆုံးကိုယ့်ကိုမေ့ကြည့်ပါဒါကငါအတွေ့လားဒါမှမဟုတ်ငါအတ္တကငါ့ကိုကာကွယ်နေရလားဒီမိကုန်းကိုရိုးရိုးသားသားဖြေနိုင်တဲ့နေ့ကခမ ्या တခြားလူကိုအနိုင်ယူရနေမဟုတ်တော့ဘူးဗျကိုယ့်အတ္တကိုအနိုင်ယူရတဲ့နေ့ပဲအိမ်ထဲကစပြီးတော့ခမ ्या ရဲ့ဆုံးဖြတ်ချက်တွေပို့ပြီးရင်းချက်လာမယ်ဗလင်းချင်းရှစ်တွေပို့ပြီးတော့ခိုင်မာလာမယ်လူတွေကလည်းခမ ्या ကိုပို့ပြီးတော့ယုံကြည်တာဘာလို့လဲဆိုတော့အမြဲမှန်နေတဲ့လူကအကောင်းဆုံးလူမဟုတ်ဘူးဗျကိုယ်အမားကိုလက်ခံပြီးအမြဲတိုးတက်နေတဲ့လူကသာတကယ်ရင်းချက်တဲ့လူပဲ